ဖေခဲ့တဲ့အပိုင်ကိုမှနင်းရှောင်းလင်ကသူမကိုယ်တိုင်မြေခွေးမိတ်ဆာရဲ့ထင်းချုပ်ခြင်းခံထားရတာကိုဝန်ခံလိုက်ပါလေ။မင်းချမ်းကျိုကိုကြောက်တိုင်းပြည်ကနေထွက်ခွာသွားဖို့လည်းပြောခဲ့ပေမဲ့ငြင်းပယ်ခံခဲ့ရပါလေ။တစ်ဖက်မှာမင်းသမီးကြောက်ရှမ်းကမိုးကြိုးကပ်ပြီးစီရင်ကိုတုံပြီးတော့လူကြားကြားရဲ့စွာနဲ့မိတ်ဆာဝင်းကြီးကိုချိပေးဖို့ကြိုးစားခဲ့ပါလေ။ဒါပေမဲ့အထောက်အမြောက်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့မြေခွေးမိတ်ဆာကတတိယမြောက်ဝင်းကြီးကိုဖုံးကွယ်ထားပြီးတော့ကြောက်ရှမ်းကိုခိုးတိုက်ခဲ့တယ်လို့မိသားတို့ကိုလည်းခိုးသားလို့ပါ။ဒါပေမဲ့ကြောက်ရှမ်းရဲ့လက်ဝက်ထဲကိုမြေခွေးမိတ်ဆာဝင်သွားခဲ့ပြီးရေမှုမြောက်ဝင်းကြီးထွက်လာတဲ့အချိန်မှာတိုင်းပြည်ဆောင်ချက်ထားရှိနေမြေခွေးမိတ်ဆာရဲ့ပင်မဝင်းကြီးကိုပိုင်းဖြတ်တောင်းနိုင်ခဲ့ပါလေ။ဒီလိုနဲ့ကြောက်တိုင်းပြည်ရဲ့အုံမြစ်ကဖြတ်စည်းခဲ့ရပြီးတော့ကောင်းကင်ကံကြမှာလည်းအဆုံးသတ်သွားပါပြီ။ပိုင်း30ရဲ့အစားမှာတော့ပြက်စီးနေတဲ့ချေရွက်နန်းဆောင်ကိုမင်းသမီးကြောက်ရှမ်းရောက်လာပါလေ။အရာအလုံးကအဆုံးသတ်သွားပြီဆိုပြီးတော့ရေယူရင်းနဲ့မမဲနဲ့မင်းသမီးလေးကြောက်ရှမ်းရတော့နေဘဝပို့ရည်တချို့ကိုပြန်မြောင်နေပါလေ။ကြောက်ရှမ်းရတာမွေးနေ့ပွဲလို့ရတာကိုအပျော်ဆုံးပဲဆိုပြီးပြောခဲ့တဲ့နေဘဝမှာမမေကဘာလို့အပျော်ဆုံးလဲလို့မေးတော့ဘာလို့လဲဆိုတော့မွေးနေ့ဝဲမှာအမေကသမီးတို့ကိုယ်ရန်ချက်ပြုတ်ပေးလို့ဆိုပြီးတော့အဖက်တရလေးတွေကိုတိုးမိပြီးတော့မင်းသမီးကပြုံလိုက်ပါလေဒါပေမဲ့မမဲကိုစီရင်ခဲ့တဲ့ချမ်းရွက်နန်းဆောင်တပြက်စီကြီးကိုကြည့်ပြီးတော့အမေဘာလို့ထွက်မလာသေးရလဲဒါကစာမေးပွဲဆိုရင်အရင်ချင်းမမိဘူးလို့ထင်တာလားဆိုပြီးတော့မင်းသမီးကလွမ်းဆက်စွာနဲ့မေးခွန်းထုတ်လိုက်ပါလေအဲ့ဒီချိန်မှာနောက်ကခြေတန်းကြားလို့အမေဆိုပြီးလှည့်ကြည့်လိုက်ပြီးမြင်ရောက်လာတာကတော့ကြောက်ရှိဆုံးဖြစ်နေပါလေကြောက်ရှိဆုံးကမင်းသမီးညွှန်ကြားထားတဲ့ဇာမနီငှက်နီမီတော်တို့ကိုပြန်ပြီးယူလာတာပါကြံခဲ့တဲ့ရဟနာသုံးခုကတော့မျိုးကွေးမိတ်ဆာပောက်ကွဲသွားတဲ့အချိန်မှာတစားစီပြန်ကျဲသွားပါတယ်မင်းသမီးကထန်းရွှေကိုရှာတွေ့လာဆိုပြီးတော့မေးလိုက်တော့လက်တူတော့ရှာမတွေ့သေးတဲ့အကြောင်းဖြေပါတယ်ဒါကြောင့်မင်းသမီးကရေထနာတဲ့ထန်းရွှေကိုအရင်ရှာဖို့မိတ်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့နင်းချမ်းကျုံနဲ့ရှောင်းလင်တို့ကငါးခုဆောင်ရဲ့ပြင်ပမှာရှိတဲ့တပေအိုကြီးအောက်ကိုရောက်နေပါတယ်နင်းချမ်းကျိုကတာဦးလန်းစင်ကိုအသက်သွင်းနေတော့ဆရာတို့ကိုစမ်းကျဲတာနေလုပ်ပြန်ပြီလားဆိုပြီးတော့ရှောင်းလင်ကမေးလိုက်ပါတယ်နင်းချမ်းကျိုကငါပြားလေးလားဒီလောကကြီးကအရာတိုင်းမှာမရည်တွက်နိုင်နဲ့မမြင်နိုင်တဲ့အကျိုးမြတ်တွေနဲ့ချိတ်ဆက်နေတယ်ကောင်းကင်ကလူလောကကြီးကိုချပေးထားတဲ့ငါများအကျိုးတို့ပဲဒီကျိုးမြင့်တွေကိုဖမ်းဆုံးနိုင်ရင်ကောင်းကင်ကြီးကအရာရာကိုခိုင်းတွင်းနိုင်ပြီဆိုပြီးတော့တည်ငြိမ်သွားနဲ့ရှင်းပြလိုက်ပါတယ်ရှောင်းလင်ကသူမရဲ့ဆက်စုတတ်တဲ့ပုံစံတိုင်းဒါဆိုရင်ကိုခခုဘာကိုမြားနေရလဲဆိုပြီးတော့ထမေးလိုက်ပါတယ်နင်းချမ်းကျိုကတော့ရှောင်းလီရဲ့ခေါင်းလေးကိုပုတ်လိုက်ပြီးတော့ရှေးအောက်မှာပုံကွယ်နေတဲ့မြေခွေးကိုမြားနေရဆိုပြီးပြောလိုက်ပါလေရှောင်းလီရဲ့မျက်နှာလေးချက်ချင်းပဲစိတ်မကောင်းဖြစ်သွားပါလေဆရာတို့ကအဲ့ဒီမြေခွေးကရှုံသွားတယ်လို့ပြောပြီးမယ်ရှောင်းလီရဲ့နှလုံးလေးကတော့တုန်လှုပ်နေပါလေနောက်တစ်ခါမှာတော့မင်းသမီးကြောက်ရှမ်းကလာရောက်ကိုညီရရတဲ့ရေကန်တစ်ခုထဲမှာရေချိုးပြီးနားယူနေပါလေကောင်းကင်ကလာရောက်ကိုတော့မြင်နေရတယ်ဘာလို့ငါကစိတ်မအေးချမ်းသေးတာလဲဆိုပြီးတော့စိတ်ထဲမတင်မကြဖြစ်နေတော့မှရေကန်နာကိုကြောက်ရှိဆုံးကရောက်လာပြန်ပါလေအရှိမင်းသမီးလက်ပစ္စည်းတွေအကုန်လုံးကိုရှာတွေ့ပါပြီတဝဲတစ်ပြားဖြစ်နေတဲ့ရဲနာတွေကိုပြန်ရှာလာပြီးစစ်ဆေးပေးပါဆိုပြီးတော့ရှောက်တင်လိုက်ပါလေမင်းသမီးကသူမပိုင်ဆိုင်တဲ့အနီရောင်ထီတာကိုလှမ်းခေါ်လိုက်တော့ချက်ချင်းမဲလက်ထဲကိုရောက်လာပါလေတိုင်းပြည်တစိမ့်တော်နဲ့ရှင်းဟောင်းစွာလေးတွေကိုမင်းဆရာရဲ့အိမ်တော်နဲ့မသေးချင်းတစ်တော်ကိုပြန်ပို့လိုက်ဆရာကလည်းပြောလိုက်နောက်ပိုင်းစစ်ရေးလက်ရေးအနားယူလို့ရပြီနောက်တက်မက်ကိုဝေးတဲ့ခင်နဲ့ပတ်သက်ပြီးတော့ရွေးချယ်ထားတဲ့လူရှိတယ်ဆိုပြီးအမိန့်ပေးလိုက်ပါလေပြီးတော့စူစီလို့ရသမျှလူတွေအားလုံးကိုတုံပြီးတော့ထန်းရွှေကိုဆက်ရှာဖို့အမိန့်ပေးလိုက်ပါလေရှင်နေရဲ့လူကိုတွေ့ရမယ်တင်သွားရဲ့အလောင်းကိုတွေ့ရမယ်ဆိုပြီးတော့ပြည့်ပြတ်သားအမိန့်ပေးလိုက်ပါတယ်ထွက်မသွားသေးတဲ့ကြောက်ရှိဆုံးကတော့နောက်2ရက်နေရင်အရှင်မင်းသမီးရဲ့16နှစ်ပြည့်မွေးနေ့မြေခွေးမိတ်ဆာကိုဖယ်ရှားလိုက်ပြီမို့လို့ကြောက်တိုင်းပြည်ကလုံးဝပြောင်းလဲသွားပြီမင်းသမီးစိတ်ချလက်ချနဲ့မွေးနေ့ဝဲကိုကျင်းပလို့ရပါတယ်နာမည်ကျော်ပြီးတော့ဩဇာအာဏာကိုထူထောင်ရပါမယ်ဆိုပြီးတော့တတိပေးကြံပြုပေမဲ့မင်းသမီးကတော့ရေချိုးကန်ထဲမှာမရှိတော့ပါဘူးမင်းသမီးကတစ်ဖက်ကတစ်ပေကိုကြီးရဲ့အောက်ကိုရောက်သွားပြီးတော့ရှာတွေးပြီဆိုပြီးတစ်တာလုံးကိုဖွင့်လိုက်ပါတယ်ငငယ်ကမွေးနေ့လက်ဆောင်ဖြစ်အမေပေးခဲ့တဲ့စာရွက်ကိုဖွင့်ကြည့်နေတာပါရွှန်ထန်းခိုင်းနေမဟာမိတ်ဖွဲ့လိုမျိုးကျမကြောက်ရှမ်းကကျောင်းဆောင်ရဲ့နောက်ဆုံးတစ်ပေးနဲ့ဆက်ဆက်ကြောင်းလမ်းမှုဆန္ဒရှိပါတယ်ဒါကိုတက်တဲ့အနေနဲ့ထားမယ်တယောက်နဲ့တယောက်လိုက်ဖက်ညီပြီးထာဝရအတူနေကိုဆန္ဒရှိပါတယ်ဆိုတဲ့လက်ထပ်စာချုပ်ပါငငယ်ကဖျားเจ้าရဲ့နောက်ဆုံးတစ်ပေးကဘာတူလဲသမီးမလို့ချင်ဘူးဆိုပြီးတော့ငင်းခဲ့မိမယ်အမေဖြစ်သူကအဲ့ဒီချိန်ကျရင်တိမှမယ်ဟိုလူကတပုံစံနဲ့တူရစာကိုယူပြီးတော့မင်းကိုလာရှာလိုက်မယ်ဒီလက်ထပ်စာချုပ်ရဲ့တက်တန်းက10နှစ်ပဲမင်းတော်မတူရင်အချိန်မရွေးဖြတ်ပြလို့ရတယ်လို့ဆိုပြီးတော့ပြောခဲ့တာကိုပြန်တွေးမိပါလေအမေကိုဒီမင်္ဂလာဆောင်ကိစ္စဘာလို့သဘောတူခိုင်းတာလဲဘယ်လိုမျိုးဖြစ်မှလဲဆိုပြီးတော့တွေးနေရင်နဲ့လက်ထပ်စာချုပ်ရဲ့တောင်လေးကတစိမ့်တုံးနှစ်ခုကိုမင်းသမီးတယောက်တတိထားမိသွားပါလေတစ်ဖက်မှာတော့လူကြားကြားကထန်းရှိရဲ့တန်ရာလေးကိုကုသပေးနေပါလေထန်းရှိနိုးလာတော့မင်းတို့လဲလို့မေးလိုက်တဲ့အခါမှာလူကြားကြားကရှန်ထန်းကိုင်းကဖြစ်ကြောင်မိတ်ဆက်ပြီးတော့သူမရဲ့ဗန်းမြဝေါ်ရည်နဲ့ကုသပေးလိုက်လို့အတန်အနည်းမရှိရတဲ့ကြောင်ကိုရှင်းပြလိုက်ပါလေထန်းရှိကဟိုမိစ္ဆာရောက်ဆိုပြီးမေးလိုက်တော့လူကြားကြားကမိစ္ဆာတည်သွားပြီဖြစ်တဲ့ကြောင်ကိုပြောပြလိုက်ပါလေထန်းရှိကအရန်ကြွသွားပြီးတော့တခင်မလေးကြောက်ရှင်းရဆွမ်းလေးကိုချီကျူးပါတော့လေဒါပေမဲ့လူကြားကြားကဇာသမီငှက်နီမီတောက်တို့ကိုလှုပ်ရှားနိုင်ဖို့တန်သမီသားစုတိုးမျိုးစံလိုအပ်တယ်။နိုင်ကလေးထန်းရှိကဘာလို့ရလာလဲဆိုပြီးတော့မေကွန်းထုတ်လိုက်ပါလေ။အဲ့တော့မှထန်းရှိကငါကငကုတွေကတော်ဝင်မင်းသမီးပဲမမေနဲ့မင်းသမီးကငါ့ကိုခေလိုက်တာမဟုတ်ရင်အစောကြီးပဲကလှုပ်ပိတ်ခံရပြီဆိုပြီးတော့သူမရဲ့လျှို့ဝှက်ချက်ကိုဖွင့်ပြောလိုက်ပါလေ။ဒီတော့အသက်မသေးတာကကောင်းမြင်ကကာဝယ်ပေးထားတာပဲဆိုပြီးတော့လူကြားကြားကညှစ်သိမ့်လိုက်တော့ထန်းရှိကအဲ့တုန်းကမြေခွေးမိစ္ဆာကြီးကတိုင်ကိုပြစ်ပြီးတော့ကျမကတေချာကောတေးမှဘာလို့မတေးရလဲမသိဘူးဆိုပြီးတော့ထုံးစမ်းစွာနဲ့ပြောလိုက်ပါလေ။စကားပြောနေရင်လည်းထန်းရှိကမြေခွေးမိစ္ဆာကြီးတေးတော်ပြီဆိုတာတေးကြလို့လားဆိုပြီးပြန်မေးလိုက်ပါလေ။လူကြားကြားကငါးမျက်လုံးနဲ့မြင်တာဝင်းကျင်လေးခုလုံးမွေးပြန်သွားပြီဆိုပြီးတော့ပြောလိုက်ပေမဲ့သူမကိုယ်တိုင်လည်းစိတ်ထဲမှာထင်နေတာကြောင့်မဟုတ်မှလောရောက်ဆိုပြီးရေရွလိုက်ပါလေ
ထန်းရွှေကချက်ချင်းသဘောပေါက်ပြီးတော့သူ့မှာမိစ္ဆာမျိုးစေ့ရှိသေးရလားဆိုပြီးမေးလိုက်ပါလေမိစ္ဆာမျိုးစေ့ဟာမိစ္ဆာကြီးရဲ့နောက်ထပ်နှလုံးသားတစ်ခုနဲ့တူတယ်မိစ္ဆာကြီးကတခြားနေရာမှာမြစ်တို့ကြီးပေါက်ဖားလို့ရတယ်ဆိုပြီးတော့လူကြားကြားကရှင်းပြလိုက်ပါလေဒါပေမဲ့မိစ္ဆာမျိုးစေ့စိုက်ပျိုးဖို့ကမွေးရပါဝင်းကျင်ရှိတဲ့သူမျိုးမှရမှာမို့လို့အရန်ခဲရင်ကြောင့်သူတို့ဆက်ဆက်ပြီးတွေးတောလိုက်ကြပါလေအဲ့ဒီလိုမွေးရပါမြေဝဝင်းကျင်ရှိတဲ့သူတို့တယောက်ကိုသူတို့ချက်ချင်းမှပြေးပြီးတည်းရလာပါလေမင်းချမ်းသူရဲ့ဆရာတို့ကျမလေးနင်းရှောင်းနေဆိုပြီးတော့သူတို့နှစ်ယောက်လုံးအနန္တကြာနဲ့တိလိုက်ရပါပြီအဲ့ဒီချိန်မှာမင်းချမ်းကျိုကတော့တာဝိုစီရင်တွေကိုရေးသားနေပါလေရှောင်းလင်းကလာပြီးတော့ဘယ်ချိန်ရှိနေပြီလဲဆရာတို့ကိုစလုံးရေးလင်းကျင်းမှုစိတ်ကူးရှိတယ်ရလားဆိုပြီးတော့မေးလိုက်ပါလေမြင်းချမ်းကျိုကဒါကထိုင်ပြီးတော့နှလုံးသားကိုမေးပြလိုက်ဆိုတဲ့တာရုံဆောင်လုပ်ပဲဆိုပြီးတော့ရှင်းပြလိမ့်မယ်ရှောင်းလင်းကစာရွက်ကိုဆွဲယူပြီးတော့ကျမရှိဆက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာပဲသိချင်တာဆိုပြီးပြောလိုက်ပါလေမြင်းချမ်းကျိုကရှောင်းလင်းရဲ့ခေါင်းကိုပုတ်လိုက်ပြီးတော့မင်းကရန်စိတ်လို့ရှားနေရပဲဆိုပြီးပြောလိုက်တော့ရှောင်းလင်းကမျက်နှာလေးငယ်သွားပြီးငိုပါတော့တယ်မြေဝဲဟိုကြီးဟာမိစ္ဆာနိုးစိကိုကျမကိုပေါ်မှာစိုက်ပျိုးခဲ့တာကျမကဝင်းကြီးဆင့်ခေါ်တဲ့အဆောင်လိုပဲမြေဝဲဟိုကြီးရဲ့တဆေဝင်းကြီးကတကားဝတိရောက်လာရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ပြောပြီးတော့ထိုင်ငိုချလိုက်ပါတော့တယ်မြင်းချမ်းကျိုကတဆေကိုမြားမခေါ်လို့ရှိရင်ဘယ်လိုလုပ်သူ့ကိုတုတ်တင်နိုင်မှာလဲဆိုပြီးတော့တဆေခေါ်တဲ့အဆောင်ကိုရှုတ်ချက်နေငယ်ပြောင်းလိုက်ရင်မကောင်းမှုနဲ့မရနာဖြစ်သွားနိုင်တယ်ဆိုပြောလိုက်ပါလေ။တင်ချမ်းကျိုဆုတ်ချက်ချလိုက်တာနဲ့တပြိုင်နက်ကောင်းကင်ရံကနေအနီရောင်မိစ္ဆာဝင်းကြီးမွေးတဲ့တော့အေလကာဝါကိုရောက်လာပါပြီ။ရှောင်းလင်းကကြားတဲ့ကြားနဲ့နောက်ဆုတ်သွားတော့နင်းချမ်းကျိုကမလှုပ်နဲ့ဒါကမြေဝဲကိုကြီးရဲ့မပြန့်ကျဲသွားသေးတဲ့နောက်ဆုံးဝင်းကြီးပဲ။သူ့ကိုမင်းပေါ်လုံးဝကတ်တဲ့သွားအောင်လုံးဝရမယ်ဆိုပြီးတော့တတိပေးလိုက်ပါလေ။နေရောင်ငွေကြီးကရှောင်းလင်းရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်သွားပါပြီ။ဆရာတို့ကိုတမတေမာလာဆိုပြီးတော့ရှောင်းလင်းကဝမ်းနေစွာနဲ့ပြောလိုက်တော့နင်းချမ်းကျိုကရှောင်းလင်းရဲ့လက်ကိုကင်ထားပြီးတော့ငါ့ကိုယုံတစ်ချိန်လုံးငါကမေးရဲ့ဆရာတို့ကိုပဲဆိုပြီးတော့တီငင်ရွာနဲ့ကန်ချလိုက်ပါလေ။တစ်ခါမှလေမင်းသမီးကြောက်ရှာကရေဒနာလေးကိုဆွဆွေးနေလို့မှလူကြားကြတာကထန်းရှိကိုတွဲခေါ်လာပါလေ။နေဝေမိစ္ဆာအိုကြီးအသက်ရှင်နေနိုင်အောင်ထန်းရှိကလျှောက်တင်တော့မင်းသမီးကသူ့ကိုယ်တိုင်ဓာနဲ့ခုတ်ပိုင်ခဲ့တာမို့လို့မယုံကြည်ပါဘူး။ဒါပေမဲ့လူကြားကြကမိစ္ဆာမျိုးစေ့အကြောင်းနဲ့မျိုးပြင်ကဝင်လာတယ်။နင်းရှောင်းလင်းမှမွေးရပါမြေဝဲဝင်းကြီးရှိနေတဲ့အကြောင်းကိုရှင်းပြလိုက်ပါလေ။လင်းချမ်းကျိုကလွတ်ပတ်ခိုင်းတာထူးဆန်းနေဆိုပြီးတော့မင်းသမီးကထိုးဝေသွားပါလေ။ဒါအပြင်မြို့မဲမိစ္ဆာလိုမိစ္ဆာကြီးတည်သွားရင်ကောင်းမီရန်ကနေပြီးတော့အနီရောင်မိုးလေးရွာသွန်းရမှာဖြစ်ပေမဲ့အခုမျိုးတစ်စက်မှမရွာတဲ့ချက်ကိုပါမင်းသမီးကသတိထားမိသွားပြီးတော့တကယ်ပဲမြေဝဲမိစ္ဆာမတည်သေးတဲ့အကြောင်းကိုတစ်တူးလိုက်ပါတော့လေ။ချမ်းကျိုလိုဘက်ကိုပြန်ကြည့်ရရင်တော့အနီရောင်ငွေရစ်ပတ်ခံထားရတဲ့ရှောင်းလေးရဲ့ခန္ဓာကိုယ်တွေကနေအနီရောင်ဆွဲရည်တွေထပ်ထွက်လာပါလေ။ဆရာတို့ကိုလို့ခေါ်လိုက်ပြီမင်းအတန်တွေကလုံးဝပြောင်းလဲနေပါပြီတခါတလေကြာရင်တကယ်ကိုမခွဲခြားနိုင်ဘူးခမည်းကဟန်ဆောင်ပြီးတည်ငြိမ်နေရလားဒါမှမဟုတ်တကယ်တည်ငြိမ်နေရလားဆိုပြီးတော့နေကြုံလေးနဲ့ပြောလာပါလေနှမ်းချမ်းချုပ်ကလည်းတည်ငြိမ်ရောနဲ့ငါကတစ်ချိန်လုံးပြီးကျင်နေတာဆရာလူညီမလေးကိုပေါ်မှာကက်နေတာတစ်ချိန်ကလမ်းစဉ်90ကိုဝင်မှုတဲ့မိစ္ဆာကြီးလားဒါမှမဟုတ်အမိဖြတ်နေတဲ့မြေဝေးလားဆိုပြီးတော့ပြန်ပေးလိုက်ပါလေအဲ့ဒီချိန်မှာပဲရှောင်းလီရဲ့ခန္ဓာကိုယ်ကနေပြီးတော့မြေဝေးမိတိချောက်ထွက်ပေါ်လာပါလေအဲ့ဒီမြေဝေးကြီးကတေသွားပြီကျမကကွက်နံမဲ့ကူတော့မတွေးရသေးဘူးဆိုပြီးတော့ပြောလိုက်ရတာနဲ့ရှောင်းလင်းကရှောင်းလင်းမဟုတ်တော့တာတေချာသွားပါလေကောင်းပြီလေမင်းကငါရဲ့ဆရာလူကြီးမလေးမဟုတ်ရင်ရပြီဒါဆိုရင်ငါမေးကိုဆွေးချလက်ချနဲ့တက်လို့ရပြီဆိုပြီးတော့ပြောပြီးတော့နင်းချမ်းကျုပ်ကတာဝိုစီရင်နဲ့စတင်ပြစ်ခတ်ပါတော့လေဒါပေမဲ့ရှောင်းလင်းကမိစ္ဆာမြေဝေးအမိနဲ့လွယ်လွယ်လေးပဲကာလိုက်နိုင်ပါလေကျမကအဲ့ဒီတိုးအောင်နေတဲ့အမိပြတ်နေတဲ့မြေဝေးရင်ပုတ်တော့မြေကိုကိုကြီးမတည်ရင်ကြံရင်းတဲ့မိစ္ဆာဆွမ်းအားလေးကိုကျမကိုကူညီပြီးတော့မိစ္ဆာနိုးသေးစိုက်ပေးခဲ့လို့တန်းရှိပုံစင်ကိုပိုင်ဆိုင်သွားပြီလို့ပြောရင်းနဲ့မြေဝေးအမိ၃ချောင်းထိထွက်လာပါတော့တယ်နမိစ္ဆာမျက်နှာပုံတန်းနေပါပေါ်လာပါလေရှင်ကစမ်းကြဲမှုဝေရောက်ချေဖို့တောင်မရှိသေးတာဘယ်လိုလုပ်ပြီးကျမကိုတတ်နိုင်မှလဲဆိုပြီးတော့အငြိရောင်တဲ့တဲတွေနဲ့နင်းချမ်းကျိုကိုအပြည့်ထန်တိုက်ခိုက်ပါတော့လေနင်းချမ်းကျိုကအရင်အမြန်ဆောင်လိုက်ပြီမယ်ကြောမှတဲ့တဲရထင်သွားပါလေနင်းချမ်းကျိုနောက်ကိုလိုင်းလာတဲ့မိစ္ဆာရှောင်းနေကနင်းချမ်းကျိုကြိုတဲ့စီစဉ်ထားတဲ့အစီရင်တွေကိုဝင်သွားပြီးတော့ခြေလီလက်တွေချုံအောင်ခံလိုက်ရပါလေဒါမဲအတွက်ထူးထူးလေးလောက်ထားတဲ့အစီရင်မဲဆိုပြီးတော့ပြောပြမယ်တက်ရှိရုံစင်ကိုရောက်နေတဲ့မိစ္ဆာကအလွယ်တကူလေးပဲရုံထွက်သွားပါလေ။ငါ့ကိုတက်ချင်ရင်မြင်းခွေးမိစ္ဆာရဲ့စွမ်းရင်ကပြန်ကျွေးသွားလိမ့်မယ်။အစင်တက်တဲ့ချိန်ကလည်းပေါ်ပြလာလိမ့်မယ်ဆိုပြီးတော့မိစ္ဆာရှောင်းလင်ကလှောင်ပြောင်းလိုက်ပါလေ။ဒါပေမဲ့နင်းချမ်းကျိုကမမြင်ရတဲ့နေရာကပုံပြီးတော့ဒုတိယစီရဲ့စာရွက်ကိုစိတ်ခေါ်ပြီးတော့ရှောင်းလင်နဲ့မိစ္ဆာကိုထပ်ပြီးတော့ချုံနှောင်လိုက်ပါလေ။ပြီးတာနဲ့အလျင်ပြန်ထွက်ပေါ်လာပြီးတော့ရှောင်းလင်ရဲ့ခေါင်းပေါ်ကိုကုသခြင်းစီရင်ရိုက်သွင်းပြီးတော့မေ့ဆိုပြီးអော်လိုက်ပါလေ။တော်လျားရှာနေရလားလို့အော်ရင်းနဲ့မိစ္ဆာရှောင်းလင်ရဲ့စွမ်းအားတွေပေါက်ပွဲထွက်လာလို့နင်းချမ်းကျိုတရားလွတ်ထွက်သွားပါတော့လေ။နင်းကတက်ရှိရုံအစင်းနဲ့ခွေရေးချိန်မုံကြီးနေလန်းကိုတုံးနိုင်နေပြီလားကြည့်ရတာကိုပေါ်မှာလှို့ဝက်ချက်တွေအများကြီးရှိကုန်မယ်ဒါပေမဲ့မနိုင်နိုင်ပါဘူးဆိုပြီးတော့မိစ္ဆာရှောင်းလင်ကဒုတိယတစ်ချိန်အော်လိုက်တော့နင်းချမ်းကျိုလည်းထပ်ပြီးတွန်းထွက်သွားရပြန်ပါလေအခုအတနာခံရင်နင်းမတက်ဘူးဆိုပြီးပြောရမယ်နင်းချမ်းကျိုကမဇက်ကထွက်လာတဲ့သွေးတွေကိုတုံးပြီးတော့လက်မစားလုံးတစ်လုံးရေးလိုက်ပါလေအဲ့ဒါနဲ့မိစ္ဆာရှောင်းလင်ကပြဿနာတော်တော်များတဲ့ကောင်ဆိုပြီးတော့အပြက်ရှင်းဖို့လုပ်ရလာနေကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ်သွားပါလေမိကောလူကြားတဲ့ကနေမိစ္ဆာရှောင်းလင်က၄ဘက်ထောက်ထွက်လာရင်ဆရာတို့ကိုပုံနိုင်ကသားမနေနဲ့ပြေးမနိုင်ပါဘူးဆိုပြီးတော့လိုက်ရှာနေပါလေအပေါ်စီကနေပုံနေတဲ့နင်းချမ်းကျိုကမိစ္ဆာပိတ်ရောင်ရုပ်ကိုတုံးပြီးတော့ဖမ်းဖို့ကြိုးစားပြီးမြင်ကိုမိစ္ဆာကမြို့ကိုဖမ်းမိပြီးဆရာတို့ကအမြင်နဲ့မှားရွက်တက်ချက်လေးရှိတယ်ဆိုပြီးတော့လှောင်ပြောင်ရင်းနဲ့နင်းချမ်းကျိုကိုအမိတွေနဲ့ရစ်ပတ်လိုက်ပါတော့လေတကယ်တော့ရှောင်းလင်ကမြေဝဲမိစ္ဆာရဲ့ဝင်းကျင်ပိုင်းစားတစ်ခုလေးဝင်ပူးနေတာမဟုတ်တော့ဘဲနဲ့ရှောင်းလင်ရဲ့မွေးရပါမြေဝဲကိုယ်တိုင်ကမြေခွေးမိစ္ဆာဖြစ်လုံးဝပြောင်းလဲသွားတာဖြစ်နေပါလေနင်းချမ်းကျိုကိုစောက်ထွဲဆွဲထားရင်းနဲ့အရင်ကနတ်ဆိုးကိုနှိမ့်နေတယ်လေဒါပေမဲ့ရှင်မေ့သွားတာကနတ်ဆိုးနိုးသေးမရှိအောင်ကျမကလည်းမိစ္ဆာပဲစက်မှန်နဲ့မိစ္ဆာဘယ်လိုလုပ်ပြီးကနေရှောင်းလင်ဖြစ်ပြန်ကြောင်းသားမှလဲကြိုးစားနေတာလက်လျှော့သားမှာနင်းရှောင်းလင်ကိုကဲဖို့တွေးကိုလက်လျှော့သားမှာဆိုပြီးချိန်သွားလိုက်ပါလေ
ပြီးတာနဲ့မင်းချမ်းကျိုကိုလေဘက်ကိုမြတင်ပြီးတော့သွားပေးလိုက်တော့ဆိုပြီးတော့မိစ္ဆာနဲ့တတိနဲ့ရဲရဲဆက်ဆက်ဆုံးသက်ဖို့ပြင်လိုက်ပါတော့လေမင်းချမ်းကျိုတယောက်ဘာတွေဆက်ပြီးကြောက်အောင်လဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ